NATO ရဲ့ကာကွယ်ရေးဗျူဟာနဲ့ယူကရိန်းရေးမှာအမေရိကန်ရဲ့အခန်းကဏ္ဍကဘယ်လိုပြောင်းလဲတွေရှိနေလဲဆိုတော့ကိုကြည့်ကြရအောင်ဒီအချက်လက်တွေကတော့ Associated Press သတင်းဌာနရဲ့ report တစ်ခုကနေကောက်နှုတ်ထားတာဖြစ်ပြီးဥရောပရဲ့ကာကွယ်ရေးနဲ့အမေရိကန်ရဲ့အခန်းကဏ္ဍအပေါ်သုံးသပ်ချက်တွေပါဝင်ပါတယ်ပထမဆုံးအနေနဲ့ဥရောပနဲ့ကနေဒါဟာကာကွယ်ရေးအတွက်အရင်ကထက်အများကြီးပိုပြီးတာဝန်ယူလာကြပါပြီဆိုတော့သူတို့ဟာဘီလီယံနဲ့ချီပြီးပိုသုံးလာတယ်ကိုပိုင်စက်မှုလုပ်ငန်းတွေကိုတိုးချဲ့လာတယ်ယူကရိန်းကိုလည်းစက်ကူညီနေတော့ပဲဒါကအမေရိကန်ကအချိန်ကြာကြီးတိုက်တွန်းနေခဲ့တဲ့အပေါ်တွန်းပြန်လိုက်တာလို့လည်းဆိုနိုင်ပါတယ်ဒုတိယချက်ကတော့ငြိမ်းချမ်းရေးဖော်ဆောင်မှုပါဒီနေရာမှာတော့အားလုံးကအမေရိကန်ကိုပဲမျှော်လင့်နေကြတော့ပဲအချို့သဖြင့်သမ္မတထရမ့်လိုခေါင်းဆောင်တယောက်ကပူတင်နဲ့တိုက်ခိုက်ဆွေးနွေးပြီးစစ်ပွဲကိုအဆုံးသတ်ပြင်မလားဆိုတဲ့ရှုမြင်ချက်တွေရှိနေပါတယ်နောက်ဆုံးတစ်ချက်ကရေရှည်လုံခြုံရေးပါဒီမှာလည်းအမေရိကန်ရဲ့ခန်းကဏ္ဍကအရေးကြီးနေတော့ပဲအမေရိကန်ရဲ့နျူကလ িয়ার ထီမိုးအဲ့ဒါကဘာလဲဆိုတော့နျူကလ িয়ার တိုက်ခိုက်ဖို့ဖြစ်လာရင်ခါကွယ်ပေးမယ်ဆိုရဲအာမခံချက်ပေါ့အဲ့ဒါကအဓိကဖြစ်နေစေပါပြီးတော့ဥရောပမှာအမေရိကန်တပ်တွေလည်းဆက်ရှိနေဦးမှာဖြစ်ပါတယ်ခြုံပြောရရင်တော့ဥရောပကကာကွယ်ရေးမှာပိုပြီးတာဝန်ယူလာပေမဲ့ငြိမ်းချမ်းရေးနဲ့ရေရှည်လုံခြုံရေးအတွက်အမေရိကန်ရဲ့ဦးဆောင်မှုကတော့မရှိမဖြစ်လိုအပ်နေဦးမှာဖြစ်ပါတယ်